သူများကိုပတ်စံပေးပြီးခိုင်းတဲ့အလုပ်တွေဆိုလို့ရှိရင်ဒီလိုပြောရပါတယ်သူရဲ့ဝါကြပုံစံက have ဒါမှမဟုတ် got plus object plus past participle verb 3ပေါ့နော်စပင်းညက်ခဲ့တယ်ဒီလိုပြောချင်တယ် I got my hair cut ဒါမှမဟုတ်လို့ရှိရင် I had my hair cut I cut my hair ဒီလိုပြောရင်မှားတယ်နော်သူ့ရဲ့အဓိပ္ပာယ်ကငါစပင်းကိုကိုယ်တိုင်ညက်တယ်လို့ဆိုလိုတာပါအမူနာဝါကြတွေကိုစိုက်ကြည့်ရအောင်နော် I got my nail done ဒီတဲ့လက်တဲ့ဆိုင်မှာသွားပြီးတော့ဒီတဲ့လက်တဲ့ပြုပြင်ခဲ့တယ် I had my facial done ဆိုင်မှာသွားပြီးတော့မျက်နှာအလားပြုပြင်ခဲ့တယ် I had my car washed ဆိုင်မှာသွားပြီးတော့ကားကိုရေဆေးခဲ့တယ် I had my watch fixed နိုင်ပြင်ဆိုင်ကိုသွားပြီးတော့နိုင်ပြင်ခဲ့တယ် Did you have your car repaired မင်းကားကိုဆိုင်မှာသွားပြီးတော့ပြင်ပြီးပြီလား She had her bathroom painted သူမကသူမရဲ့အိမ်ခန်းကိုစေတုပ်ခဲ့တယ်သူများကပတ်စံပေးပြီးတော့ခိုင်းတာနော် I had my clothes washed by the laundry service အဝတ်လျှော်ဆိုင်မှာအဝတ်တွေကိုအလျှော်အပ်ခဲ့တယ် I got a blood test done ပေးစစ်တဲ့ဌာနမှာသွားပြီးတော့ပေးစစ်ခဲ့တယ်I will have my suit cleaned soon ကျွန်တော်ရဲ့ suit အင်ကြီးကိုတန်ရှင်းရေးလုပ်ဖို့မကြာခင်သွားအပ်မယ်သူများကိုပိုက်ဆံပေးပြီးတော့ခိုင်းတာမဟုတ်ဘူးကိုယ်တိုင်လုပ်တယ်ဆိုရင်တော့ဒီလိုမျိုးပြောလို့ရတယ် I cut my hair ငါစပင်ကိုငါညက်တယ် I do my hair ငါစပင်ကိုငါပြင်တယ် I do my facial ငါမျက်နှာကိုငါအလှပြင်တယ် I wash my car ငါကားကိုငါရေဆေးတယ် I fix my watchငါနိုင်ကိုငါပြင်တယ် I repaired my car ငါကားကိုငါပြင်တယ် She painted her bathroom သူမကသူမရဲ့အခန်းကိုကိုယ်တိုင်ဆေးတုပ်ခဲ့တယ် I washed my clothes ငါဝတ်တွေကိုငါကိုယ်တိုင်လျှော်ခဲ့တယ် I test my blood ငါသွေးကိုငါကိုယ်တိုင်စစ်ခဲ့တယ် I cleaned my suit ငါရဲ့စုကိုငါကိုယ်တိုင်တန်ရှင်းလုပ်ခဲ့တယ်အဆုံးထိနားထောင်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်